ဓမ္မချစ်သူများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ပထမဦးစွာနှုတ်ခွန်းဆက်တာအပ်ပါတယ်ရှင်ဒီဗီဒီယိုလေးကတော့တရားချစ်သူတူရဲ့ကိုယ်တွေ့ကြုံသိခဲ့ရတဲ့တရားအသည့်တွေကိုပြန်ပြီးတော့မျှဝေပေးတာပဲဖြစ်ပါတယ်ရှင်ရုပ်နာမ်ပဲရှိရဆိုတာကိုဗုဒ္ဓဘာသာကိုစိတ်ဝင်စားတဲ့သူတိုင်းကသိကြပါတယ်တကယ်သိနေသလားဆိုတော့ခန္ဓာနဲ့မသိကြပါဘူးတင်ညာနဲ့သာသိကြတာများပါတယ်ငါသူတစ်ပါးယောက်ျားမိန်းမမရှိဘူးရုပ်နာမ်ပဲရှိပါတယ်ဆိုတာတရားတော်တွေမှာတစ်ချိန်လုံးကြားနေရပေမဲ့ခန္ဓာမှာဉာဏ်နဲ့မိမိကိုယ်တိုင်မမြင်နိုင်ကြတာများပါတယ်တကယ်မြင်နိုင်ကြရင်အပယ်လေးပုံမှာပြတ်သိမ့်နေမှာတော့မဟုတ်ပါဘူးရှင်ကျမမြင်မှုပါတယ်နော်အမျှလာတောင်းကြတာအချစရာမရှိအောင်များလွန်းလို့ရုပ်နာမ်ကွဲနေတဲ့အကြောင်းကျမဥမာလေးတွေနဲ့ထပ်ပြောပေးပါမယ်ကျမအိမ်ကနေရက်ခွက်ထင်းက shopping center ကိုဈေးဝယ်ဖို့ trolley လေးဆွဲပြီးသွားတဲ့အခါ73မိနစ်လမ်းလျှောက်ရပါတယ်ကျမလမ်းလျှောက်နေရင်ရုပ်နာမ်ကွဲနေတာပါကျမရုပ်ကြီးကသူ့သွားရမယ့်လမ်းသူသိတယ်သူ့ဘာသာကားတွေဘာတွေကြည့်ပြီးသွားနေပါတယ်စိတ်ကတောင်တွေးမြောက်တွေးနေပါရှင်လမ်းမှာကျမလွတ်နေတာပါရုပ်ကသူ့အလုပ်သူလုပ်စိတ်ကသူ့အလုပ်သူလုပ်နေတာပါမိဖွားရောက်ရင်တော့လမ်းကူးဖို့ရုပ်နံပူးထွဲပြီးအလုပ်လုပ်ပါတယ်ပြီးရင်ပြန်ကွဲသွားပြန်ရောနော်စင်တာထဲရောက်တော့မှငါပါဝင်မလို့ပါလေဆိုပြီးရုပ်နံပူးကြပြန်ပါတယ်ကျမကားစီးရင်လဲရုပ်ကြီးကကားပေါ်ထိုင်နေတာပါစိတ်ကတောင်တွေးမြောက်တွေးနဲ့ရုပ်နံကွဲနေတာပါရေချိုးမျက်နှာသင်းလဲရုပ်ကြီးကသူ့ဘာသူလှုပ်တတ်ပါတယ်စိတ်ကထုံးစံအတိုင်းတောင်တွေးမြောက်တွေးပေါ်ရှင်ရုပ်နံကွဲနေကြတာပါတခါတလေကျမတို့ပြောတတ်ကြပါတယ်တခုခုကိုအာယုံမထားမိဘူးဆိုရင်စိတ်ကတခြားလူကတခြားဖြစ်နေလို့တဲ့ဘာမှမသိလိုက်ဘူးတဲ့အဲ့ဒါရုပ်နံကွဲနေတာပါပဲရှင်တခါတလေကျမတို့တနေ့ရာကိုကြည့်ပြီးငေးနေတာမျိုးတွေးနေတာမျိုးရှိတတ်ကြပါတယ်ရုပ်ကထိုင်နေပြီးစိတ်ကတနေ့ရောက်နေတာမျိုးပါဒါလည်းရုပ်နံကွဲနေတဲ့အချိန်ဖြစ်ပါတယ်အတန်တစ်ခုခုကြားတော့မှအမလေးလက်လိုက်တာဟဲ့တဲ့ရုပ်နံပြန်ပေါင်းသွားတဲ့အချိန်လေးဖြစ်သွားတာပါကျမတို့ဟင်းချက်နေရင်ရောရုပ်နံကွဲနေတာပါပဲရှင်ကျက်သွန်လှီးငရုတ်သီးထောင်စီတက်ဘာလုပ်ပါရုပ်ကြီးကသူ့ဘာသာဘာပြီးဘာလုပ်ရမလဲသိပါတယ်